AA ကလည်းရိုဟင်ဂျာတွေပေါ်မှာနှိပ်စက်တယ်ခွဲခြားဆက်ဆံနေဆိုပြီးတော့သတင်းတွေထွက်တယ်အဲ့ဒီသတင်းတွေပေါ်မှာ AA ဘက်ကအသေးအတန်ပြန်ပြီးတော့ဖြေရှင်းတယ်အဲ့တော့ AA ခေါင်းဆောင်နေနဲ့လေရိုဟင်ဂျာ issue ကကမ္ဘာအရေးအထိရောက်နေပြီဖြစ်တဲ့အတွက် AA ခေါင်းဆောင်တွေကလည်းအဲ့ဒါကိုငကိုတဲကသတိထားတင်တယ်အဲ့တော့ရခိုင်လူမျိုးတွေလည်းအဲ့ဒါကိုသတိထားတင်တယ်အဲ့တော့အဲ့လျာဒီမှာသူတို့ဆွဆွဲခံရပြီးတဲ့အခါကျမှသူတို့ကအခုမှအတူတူကရှင်တွဲနေထိုင်ပါတယ်ရိုဟင်ဂျာဘက်ကဆွဆွဲတာမဟုတ်ပါဘူးသူတို့ဒီအတူတူကနေပါတယ်ဆိုပြီးတော့ကောင်းမွန်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကဆိုရင်နေ့စဉ်မျိုးတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်တို့ channel ကို like and subscribe လေးပြုလုပ်ပေးပြီးနေ့စဉ်ကြည့်ရှုစောင့်မျှော်ပေးကြဖို့တိုက်တွန်းအပ်ပါတယ်RS ကအနိုင်ကျင့်လက်ခံရမယ်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအနိုင်ကျင့်လက်ခံရမယ်စစ်တပ်နဲ့ပေါင်းထားတဲ့ဒရှိုတွေကနေတဆင့်စုဆောင်းတာတချင်းလည်းခံရမယ်သူတို့ကိုယ်တိုင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာရဲ့အကူအညီတွေပြတ်နေတာဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်လည်းဒုက္ခရောက်မယ်အဲ့တော့သူတို့ကိုယ်တိုင်ကလည်းဒီဘဝကနေလွတ်မြောက်ဖို့အတွက်လှေတွေမျိုးစုံနဲ့သူများလိုပဲနိုင်ငံတကာကိုထွက်ပြေးတယ်မလေးရှားကိုထွက်ပြေးတယ်အင်ဒိုနီးရှားကိုထွက်ပြေးတယ်လှေတွေနဲ့ထွက်ပြေးတယ်ပြည်တွင်းကိုထွက်ပြေးတယ်အဲ့ဒါကရိုဟင်ဂျာတွေရဲ့ဒုက္ခအစစ်မှန်အဲ့ဒါကိုလည်းတစ်ကမ္ဘာလုံးကလက်ခံတယ်သို့တော့အခုဖြစ်နေတဲ့ပြဿနာကစစ်တပ်ကိုဝိုင်းတိုက်နေတာစစ်တပ်ကိုဝိုင်းတိုက်နေတဲ့အချိန်မှာ AA ကတိုက်နေတယ်ရိုဟင်ဂျာက AA ကိုအမြင်မကြည့်ဘူး။စောက်ရှောက်ထားတဲ့ဥပဒေတွေဖွင့်ပေးထားပါတယ်။ဒါတွေကစစ်သားအလောင်းတွေပါသူတို့လောက်တာမဟုတ်ပါဘူး။ပြန်ဖြေရှင်းတယ်။အဲ့ဒီအချိန်မှာသူတို့ဘက်ကဒီရိုဟင်ဂျာတွေကဒီအာဆာတွေဒီ RSO တွေဆိုပြီးတော့စစ်တပ်ဘက်ကလည်းဝင်တိုက်တယ်။ပြီးတော့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ပေါင်းပြီးတော့လေသူတို့ကိုပြန်လာတိုက်နေတယ်။ဒီနေ့လေ AA ကသတင်းထုတ်ပြန်တယ်အဲ့တော့ဆိုလိုချင်တာကရိုဟင်ဂျာတွေကငါတို့ပဲဒုက္ခရောက်နေတယ်ဆိုပြီးတော့ကဘာလုံးမှာလှည့်ပြီးအသနာခံပြရမယ်အချိန်မဟုတ်တော့ဘူးကိုလေဒီနိုင်ငံမှာပါဝင်တဲ့ထဲဝင်ပါနေတဲ့ဒီ stakeholder တယောက်အနေနဲ့တာဝန်ခံမှုတွေနဲ့ဖြည့်ရှင်းဆက်ဆံဖို့လိုပြီအဲ့တော့ဆေးအာနာရှင်ကိုဝိုင်းတိုက်တဲ့နေရာမှာဆေးအာနာရှင်ကိုဝိုင်းတိုက်တဲ့ဘက်ကနေပြီးတော့လေပူပေါင်းပါဝင်ပေးဖို့လိုအပ်နေတယ်နောက်ဆုံးလက်နဲ့အရာဝင်မတိုက်နိုင်ဘူးဆိုရင်တောင်ဒီဆေးအာနာရှင်ကိုဝိုင်းပြီးတော့ဆန့်ကျင်တဲ့ကိစ္စရပ်တွေမှာနောက်ဆုံးငွေကြေးရကူညီတဲ့နေရာမှာတွေကိုတစ်ကမ္ဘာလုံးမှာရှိတဲ့ရိုဟင်ဂျာမိသားစုတွေပါဖို့လိုတယ်အဲ့တော့ဆေးအာနာရှင်ကိုဝိုင်းတိုက်တဲ့အချိန်မှာဘာမှမပါဘဲနဲ့ဆေးအာနာရှင်ကိုလည်းတိုက်နေတဲ့ AA ကလည်းငါတို့ရဲ့ဒီရိုဟင်ဂျာရွာတွေကိုဒုက္ခယူထားတယ်ရိုဟင်ဂျာရွာတွေကိုသိမ်းထားတယ်ရိုဟင်ဂျာတွေကိုအုပ်ချုပ်မယ်ဆိုတဲ့အဲ့ဒီအမြင်ကနေသွားနေရင်အဆင်မပြေပါဘူးအဲ့တော့မနေ့ကဟာရဲ့အဆက်ကရိုဟင်ဂျာတွေဟာKSS မှာစစ်အာဏာရှင်ရဲ့အသုံးချခံဖြစ်ခဲ့တယ်အဲ့ဒါလေရခိုင်မှာအေးခြေချလို့မရအောင်ဒီအာစာတွေကိုစစ်အာဏာရှင်ကအသုံးချခဲ့တယ်အခုရခိုင်ကိုအေးရသွားတဲ့အခါမှာအဲ့ဒါကိုပဲထပ်ပြီးအသုံးချနေတာအဲ့တော့တာမန်ရိုးသားတဲ့ရိုဟင်ဂျာတွေဒုက္ခသည်စခန်းမှာလုံးဝဒုက္ခရောက်နေတဲ့မိန်းကလေးတွေကလေးတငယ်တွေအသက်ကြီးရွယ်အိုတွေအဲ့ဒီလူတွေကတော့အပြစ်မရှိပါဘူးအဲ့တော့အဲ့ဒါကတော့အပြစ်မရှိဘူးဒါမှလည်းမဆိုင်ဘူးဒါပေမဲ့စစ်အာဏာရှင်နဲ့ပေါင်းနေတဲ့ရိုဟင်ဂျာတွေဘင်္ဂလားဒေ့ရှ်နဲ့ပေါင်းနေတဲ့ရိုဟင်ဂျာတွေကတော့
အဲ့ဒါကတော့ဘယ်သူမှကြိုးဆိုမှာမဟုတ်ဘူးကရင်နဲ့ပေါင်းနေတဲ့ BGF ကိုဘယ်သူမှမကြိုးဆိုပါဘူးအဲ့တော့အဖြေကအဲ့ဒီရိုဟင်ဂျာတွေရှိနေတယ်ဆိုတာကိုလက်ခံဖို့လိုတယ်အခုကဘက်ပေါင်းစုံကနေပြီးတော့ဝိုင်းတိုက်နေတဲ့အချိန်ပေါ့နော်ဆီယနာရှင်ဘက်ကလည်းဒီဇင်ဘာလမှာအရေးကြီးတဲ့အချိန်ကိုလုပ်နေတဲ့အချိန်မှာဒီရိုဟင်ဂျာကပါအချိန်ကိုက်ဝင်တိုက်တာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကစဉ်းစားရမယ်အချိန်အဲ့ဒါကိုသိလို့လေဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဝင်ပြီးတော့အင်တာဗျူးပေးတာပေါ့အဲ့တော့ရှင်းပြောရရင်ဟုတ်တယ်မျက်မှန်ဦးတင်ဦးဆိုတာ NLD ဦးတင်ဦးမဟုတ်ဘူးခင်ဗျာဦးတုံတင်ဦးလို့ခေါ်တယ်ဗိုလ်ချုပ်တင်ဦးတယောက်ရှိသေးတယ်အဲ့ဒါလေခင်းညွတ်နေရပေါ့အရင်ကထောက်လန့်ရေးရနေရပါနောက်ပါတယ်စစ်ကောင်စီတပ်နဲ့ပေါင်းတဲ့ BGF ပေါ့နော်သူတို့ပြောတဲ့စကားမနဲ့ပေါင်းတဲ့ BGF ပေါ့ပြီးတော့ဟိုစကားမနဲ့ပေါင်းတဲ့ရှမ်းဒီပေါ့စကားမနဲ့ပေါင်းတဲ့ပအိုးပေါ့နော်အဲ့လိုပဲဒီစကားမနဲ့ပေါင်းတဲ့ဒီဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ပေါင်းတဲ့ရိုဟင်ဂျာပေါ့ RSO ပေါ့ဒါတော့လူမျိုးတိုင်းမှာရှိပဲတိုင်းသားတွေမှာရှိတယ်ဒါပေမဲ့မူရင်းရိုဟင်ဂျာလူမျိုးတွေအားလုံးပေါ့အားလုံးအနေနဲ့အခုစစ်ကောင်စီကိုဝမ်းတိုက်တဲ့နေရာမှာပူပေါင်းပါဝင်ပေးကြဖို့လိုတယ်အားလုံးဒီတူပေါ့ဥမာပိုအိုဆိုရင်စစ်ကောင်စီနဲ့စကားမနဲ့ပေါင်းတဲ့ပိုအိုရှိတယ်တော်လှန်ရေးနဲ့ပေါင်းတဲ့ပိုအိုတိုင်းရင်းသားတွေရှိတယ်တော်လှန်ရေးကိုလည်းကူညီတယ်ပြန်လဲတိုက်တယ်ငွေကြေးလည်းကူညီတယ်ကရင်ထဲမှာလည်းစကားမနဲ့ပေါင်းတဲ့ BGF လို့ DKB လို့ရှိတယ်တော်လှန်ရေးနဲ့ပေါင်းပြီးတော့စစ်ကောင်စီကိုပြန်တိုက်နေတဲ့ကရင်တွေရှိတယ်တော်လှန်ရေးမှာထဲထဲဝင်ပတ်စံတွေကူနေကြတယ်ထက်ထက်ကြွကြွကူနေတယ်ဥပမာဗျာဒီမမိုးဆိုရင်ဒါနာမည်ကြီးပဲဟုတ်တယ်မလားအောက်စေရကထိုနည်း၎င်းပဲကချင်ထဲမှာလည်းရှိတာပဲကရင်ဒီမှာလည်းရှိတာပဲဒါပေမဲ့ရိုဟင်ဂျာထဲမှာတက်တက်ကြွကြွငါရိုဟင်ဂျာငါတို့မျိုးဦးတော်လှန်ရေးကိုကူညီပါတယ်ဆိုတဲ့ခေါင်းဆောင်ရိုဟင်ဂျာတွေမပေါ်လာဘူးဒီဘက်မှာရောက်နေတဲ့ရိုဟင်ဂျာအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ပြည်တွင်းမှာရှိနေတဲ့ရိုဟင်ဂျာတွေပဲဖြစ်ဖြစ်တခြားတော့ကနတော့ကကျွန်တော်ပြောသလိုနှစ်ဖက်လုံးခွာနေတဲ့ကရင်ကချင်ချင်းမွန်ဗမာဆိုရင်တော့ရှင်းတယ်နော်စစ်ကောင်စီကအများစုကဗမာတွေဒါပေမဲ့စစ်ကောင်စီကိုတော်လှန်နေတဲ့ NLD အပါဝင်တော်လှန်ရေးသမားတွေကလည်းဗမာတွေဒါပေမဲ့ရိုဟင်ဂျာထဲမှာစစ်ကောင်စီကိုတော်လှန်နေတဲ့ဒီထောက်ခံတဲ့ရိုဟင်ဂျာတွေပေါ်မလာဘူးဒါကိုကျွန်တော်ကထောက်ပြနေတာမရှိဘူးအဲ့တော့ဘယ်သူမှပေါ်မလာဘူးအခုဆိုရင်တော့ဒုဝန်ကြီးကိုအောင်ကျော်မိုးတော့ရှိတယ်ကိုအောင်ကျော်မိုးတော့ဒီရဟန်းကြီးပြတ်ကြတဲ့တင်ဦးမဟုတ်ဘူးခင်ဗျအဲ့ဒါက S2 ဦးနေဝင်းခေတ်မှာရှိခဲ့တာခင်ညွန့်နေရအရင်ကခင်ညွန့်ရဲ့ဆရာဖြစ်ခဲ့တဲ့လူဥဒုံတင်ဦးအဲ့တော့ပြောချင်တာကအဲ့ဒါကိုဆိုလို့ချင်တာအဲ့တော့ A ကလည်းသူ့ကိုဆွဲတော့ तू ကလည်း A ကလည်းပြန်ဆော်တာပေါ့ဒီသဘောထားပါပဲအပြန်လှန်ပေါ့အဲ့တော့ဂျားထဲမှာရှုပ်ရှက်ခတ်နေတာပေါ့ဒါတော့ရိုဟင်ဂျာကိစ္စစောစောကတယောက်ကရေးလို့မေးလို့ကျွန်တော်ကပြန်ရှင်းလိုက်တာနောက်ဒီနေ့လေရိုဟင်ဂျာကိစ္စကဒါဗိုလ်ချုပ်ထွန်းမြတ်နယ်တို့ကကြီးညာထားလို့
ဒါပေမဲ့ရိုးရိုးရှင်းရှင်းလေးပြောတာပါတာမန်ရိုဟင်ဂျာတွေဒီဒုက္ခသည်စခန်းမှာရှိတဲ့ရိုဟင်ဂျာတွေပြည်တွင်းမှာရှိတဲ့ရိုဟင်ဂျာတွေမဆိုင်ပါဘူးသူတို့ကတော့လုံးဝအပြစ်မရှိပါဘူးသူတို့ကဘယ်သူဘက်မှလည်းမပါပါဘူးသူတို့ကတော့အမြဲတမ်းဂျားတွေကနေပြီးတော့ခံနေရတဲ့လူပါစစ်တပ်လာရင်လည်းခံလိုက်ရခိုင်ကဒုက္ခပေးရင်လည်းဒုက္ခပေးရင်လည်းခံရမှာပဲစစ်တပ်ကဒုက္ခပေးလည်းခံရမှာပဲဘင်္ဂလားဒေ့ရှ်ဒုက္ခပေးရင်လည်းခံရမှာပဲသူတို့ကတော့ဘယ်သူလို့ခံရတာပဲဒါကြောင့်အခုအေဘက်ကတော့အခုရှိတဲ့ပြည်တွင်းမှာရှိနေတဲ့ရိုဟင်ဂျာတွေသူတို့အကောင်းဆုံးဆက်ဆံနေတယ်တရားမျှမျှတတဆက်ဆံနေတဲ့သတင်းတွေပြောတဲ့အတွက်ဒါကတော့မှန်တဲ့ဘက်အဖြစ်တွေဝန်တာစရာပါဒါပေမဲ့တာမန်ဒီအခုပြည်တွင်းမှာရှိတဲ့တော့ပြည်တွင်းမှာရှိတဲ့ဘယ်လိုခေါ်မလဲဟိုမြန်မာပြည်သူတွေလို့ပေါ့နော်ဟိုပြည်ရန်ကုန်မှာရှိတဲ့မြန်မာပြည်သူတွေလည်းဒါလီးရတာကြောက်ရတော့သူတို့လည်းစစ်တပ်နဲ့ပြေးလည်အောင်နေရတာဖြစ်တဲ့အတွက်ဒီရခိုင်ပြည်နယ်မှာရှိတဲ့ရိုဟင်ဂျာတွေလည်းအေးအုပ်ချုပ်တိုင်းအေးနဲ့ပြေးလည်အောင်နေရမှာပဲစစ်တပ်အုပ်ချုပ်တိုင်းစစ်တပ်နဲ့ပြေးလည်အောင်နေရမှာနီးရတာကြောက်ရတာပဲလीဟုတ်တယ်မလားပြည်မမှာရှိတဲ့မြန်မာတွေမန္တလေးသားတွေရန်ကုန်သားတွေဒီလိုပဲနေကြရတာပဲအဲ့တော့ဟိုဒါပေမဲ့ထူးဆန်းအော်ဒါကဒီ9နှစ်အတွင်းမှာဒီစစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ရိုဟင်ဂျာအုပ်စုတို့ရိုဟင်ဂျာခေါင်းဆောင်တို့ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူတို့ရိုဟင်ဂျာ celebrity တို့ပေါ်လာတာမတွေ့ရဘူးဒါပေမဲ့